မင်္ဂလာပါဒီနေ့ကျွန်တော်တို့စစ်စစ်ဆက်ဆက်လေးလာကြည့်ကြမယ့်အကြောင်းအရာကတော့ဗီယက်နမ်ကနေဗြိတိန်ကိုလူခုန်ကူးခံရပြီးတော့မိသားစုအချွေးတွေအကြောင်းစေချောချန်တွေမှာအထမအလုတ်ခိုင်းစေခံရတဲ့ဖြစ်ရတဲ့အကြောင်းပါဒီအချက်လက်တွေက BBC ကစုံစမ်းစစ်ဆေးထားတဲ့ဆောင်းပါးတစ်ခုကနေရထားတာပါဟုတ်ကဲ့ဒီကိစ္စမှာအဓိကကြည့်ရမှာကမိသားစုချွေးတွေပြီးတော့အတိုးနှုံးအရန်မြင့်တဲ့ငွေတို့ချေးစားတဲ့သူတွေနောက်လူကုန်ကူးကိုင်းတွေပေါ့သူတို့ကြကဆက်နွယ်မှုကတော်တော်လေးကြောက်စရာကောင်းပါလေအထူးသဖြင့်နမ်နဲ့ဗန်ဆိုတဲ့နာမည်လေးနဲ့ဖော်ပြထားတဲ့လူနှစ်ယောက်ရဲ့တကယ့်အဖြစ်အပျက်တွေကနေတဆင့်ဒီအမျက်ထုံမှုတွေရဲ့နောက်ွယ်ကစစ်နစ်ကိုနားလည်အောင်ကြိုးစားကြည့်ကြမှာပေါ့နော်ဟုတ်ပါတယ်ဗီယက်နမ်မှာကအရေးပေါ်ငွေလိုလာရင်ခြေဖို့ကခက်ခဲတော့အဲ့ဒီမှာအတိုးနှုံးအောင်ချမ်းကြီးရဲ့ငွေတို့ချေးစားသူတွေစီပဲအားကိုးရတာများတယ်အဲ့ဒီနေစတော့ပဲနော်ဟုတ်တယ်အဲ့ဒီမှာကျွေးမဆန်းတဲ့ရဲ့ကကြတော့အဲ့ငွေတို့ချေးသူတွေနဲ့လူကုန်ကူးကိုင်းတွေကပေါင်းပြီးတော့လူတယောက်ရဲ့ဘဝကိုသူတို့ထိန်းချုပ်သွားသလိုဖြစ်သွားရောဆိုတော့ကျွေးကလူကုန်ကူးမှုစီတရရောက်သွားစေတဲ့လမ်းကြောင်းဖြစ်နေတာပေါ့အတိအကျပါပဲနန်ရဲ့ဖြစ်ကိုချင်းပိုရှင်းတယ်သူကဟာတင်ပီနယ်ပါသူ့ဖေအဆုတ်ကင်းစာဖြစ်တော့မိသားစုကငွေတွေအများကြီးချေးလိုက်ရတယ်ပေါင်စီတင်းရှိချောင်းကျော်လောက်ရှိမယ်အတော်များတာပဲဟုတ်ကဲ့အဲ့ဒီအကျွေးကိုဆက်ဖို့ဆိုပြီးသူ့ကိုရောသူ့ညီမကိုရောဂိုင်းကအနေကန်ကြားထွက်အလုပ်လုပ်ဖို့အတင်းဖိအားပေးတာသူ့တဘောဆန္ဒလုံးဝမပါဘဲနေပေါ့လုံးဝမပါဘူးသူ့နိုင်မယ်ကုလမအတူလုပ်ပေးယူရှာကိုအရင်ပို့တယ်အဲ့ဒီကနေမှဥရောပကိုဆက်ပို့တာခရီးလမ်းကလည်းဂျန်တန်လုံးတယ်ပြင်သက်မှာဆိုရင်အရေးခန့်ကွန်တင်ကားတဲ့အတင်းဝင်ခိုင်းတာမဝင်ရင်အသက်ခံရမယ်လို့ချင်းချောက်ခံရတယ်ဆိုတော့ဟုတ်ပါပြီကြောက်စရာကြီးပါဘျူတိန်ကိုဒိုဘာကနေရောက်လာတော့လေချစ်ချင်းကလုတ်ခိုင်းတာမဟုတ်သေးဘူးရင်းဆုံးအချစ်ချင်းငွေမပေးပဲအိမ်တန့်ရှင်းလုတ်ခိုင်းနေတယ်ပြီးမှဆေးချောက်ဆိုင်ခင်းကိုပို့လိုက်တာအေးဆေးချောက်ချံမှာသူ့အတွေ့အကြုံကပိုဆိုးသွားတယ်နော်ဒီနေ့ကို16နိုင်အလုံးလို့ရတယ်ရိုက်နှက်ခံရသေးတယ်ဟုတ်တယ်ထုတ်ပြေးဖို့လည်းလုံးဝမလွယ်ဘူးသူကိုယ်တိုင်ပြောတာလားဘယ်သူမှမသိပဲဒီထဲမှာငါတည်သွားနိုင်တယ်ဆိုတဲ့အသွေးမျိုးတွေဝင်ခဲ့တယ်အရန်ကိုစိတ်ထိခိုက်စရာပဲရဲတွေတွေးတဲ့ချိန်မှာတော့ကြိုးရိုးကျိုးနေတဲ့တန်ရာရထားတယ်ဆိုတော့အခုထိရုပ်ပိုင်းရောစိတ်ပိုင်းရောတန်ရာတွေကရှိနေတော့မယ်ဟုတ်ကဲ့ဗန်ရဲ့အထီကတော့နည်းနည်းလေးกว่าတယ်သူကအစကတည်းကတရားဝင်ကြောင်းသားဗီဇာနဲ့ဗြိတိန်ရောက်နေတာအော်ဟုတ်လားဟုတ်တယ်ဒါပေမဲ့ဗီဇာတက်တန်ကုန်ကနီးကြမှာဗီယက်နမ်ကမိသားစုကငွေတိုးချေးသူစီမှာအချွေးတွေအများကြီးတင်နေတယ်ဆိုတာသိရတယ်ဒါဆိုသူပြန်လို့မရတော့ဘူးပေါ့အဲ့ဒီအကျွေးအတွက်နှစ်နှစ်အလုပ်လုပ်ပေးရမယ်ဆိုပြီးတော့ချင်းချောက်တာမလုပ်ရင်သူ့ကိုရိုက်မယ်ဗီယက်နမ်ကမိသားစုကိုလည်းဒုက္ခပေးမယ်ဆိုပြီးတော့လေအကျွေးကိုခုတုံးလို့ပြီးအတင်းကျပ်ခိုင်းတာပဲသူလည်းဆေးချောက်ချံကိုရောက်သွားတာလားဟုတ်ပါတယ်သူလည်းအတူတူပဲဆေးချောက်ချံမှာအတင်းကျပ်အလုပ်လုပ်ခိုင်းခံရတယ်အလင်းညောင်မရှိလေဝင်လေထွက်မကောင်းတဲ့အခြေအနေတွေအများအားစောင့်ကြည့်ခံရတာတွေကြုံရတယ်နေမကောင်းတာနှာခေါင်းသွေးယိုတာတွေဖြစ်လာတယ်သူ့နောက်ပိုင်းဘယ်လိုတွေ့သွားတာလဲဂိုင်းကသူ့ကိုအိုင်ယာလန်နဲ့ခိုးသွင်းဖို့ကြိုးစားလုံးနေချာဆောင်တက်ကဖမ်းမိသွားတာဒါပေမဲ့အစပိုင်းမှာအာနာပိုင်းတွေကသူ့ကိုလူကုန်ကူးခံရသူလို့မယုံဘူးဟုတ်တယ်ဗီယက်နမ်ပြန်ပို့မယ်ဆိုတော့သူကအစဝမ်းအောင်သားသေးတယ်ဒါပေမဲ့တစ်ချက်ပြန်စဉ်းစားကြည့်တော့ဟိုမှာအကျွေးတွေကရှိနေတော့ဗီယက်နမ်ပြန်ရင်လည်းဒီဂိုင်းတွေကလိုက်ရှာပြီးဒုက္ခပေးဦးမှာပဲဆိုတာသိလာတော့စစ်တပ်တဲ့အရန်ကြပြီးအသက်မရှင်ကြည်တော့တဲ့အထိဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်သူတို့နှစ်ယောက်လုံးရဲ့အဖြစ်ကတကယ်ကိုစိတ်မကောင်းစရာပဲဒါပေမဲ့ဒါကသူတို့နှစ်ယောက်တည်းကြုံရတဲ့ပြဿနာမဟုတ်လားဘူးနော်ဟုတ်ပါတယ်ပိုကျပြတ်တဲ့ပြဿနာပါဥပမာပြီးခဲ့တဲ့နှစ်ကဗီတိန်ကိုလင်ငယ်လေးတွေနဲ့ရောက်လာတဲ့ဗီယက်နမ်သား3600ကျော်ထဲက3ပုံ1ပုံနီးပါးဟာခေတ်သစ်ကျွန်းပို့မှုတားကောင်းတွေဖြစ်နိုင်တယ်လို့အနာပိုင်တွေကသတ်မှတ်ထားတယ်3ပုံ1ပုံဆိုတော့အများကြီးပဲဟုတ်တယ်တကယ်တိုင်းဒီထက်တော့များနိုင်ပေတယ်လို့သုံးသပ်ကြတယ် Salvation Army လို့ဖွဲ့တွေကလည်းဒီလိုတားကောင်းတွေကိုမားပြီးသတ်မှတ်လိုက်မှာဒါမှမဟုတ်လို့အတဲ့အကူအညီမရလိုက်မှာကိုစိုးရိမ်တယ်လို့ပြောထားတယ်ကန်ကောင်းတာကနန်းနဲ့ဗန်တို့ကြတော့အကူအညီရသွားတယ်နော်ဟုတ်ကဲ့သူတို့နှစ်ယောက်လုံးကိုနောက်ပိုင်းမှာ NRM လို့ခေါ်တဲ့ခေတ်သစ်ကြုံပြုမှုတားကောင်းဒီကိုကူညီတဲ့ဖြစ်တဲ့ရဲ့တရားဝင်စနစ်စီကိုလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်ဖြစ်တဲ့အစိုးရ Home Office ဘက်ကတော့ဘလို့တုံ့ပြန်ထားလဲသူတို့ကတော့ဒီခေတ်သစ်ကြုံပြုမှုကိုတိုက်ဖြတ်ဖို့ကတိကဝတ်ရှိတယ်ရာဇဝတ်ကွိုင်းတွေကိုထိထိရောက်ရောက်အရေးယူနေတယ်လို့ပြောပါတယ်ပြီးတော့ဗီယက်နမ်မှာလည်းပုံမှန်မဟုတ်တဲ့နီလန်းနေနဲ့ရွှေ့ပြောင်းသွားလာခြင်းရဲ့အန္တရာယ်တွေအကြောင်း social media ကနေအသိပညာပေးတာတွေတိုးလုံးနေတယ်လို့ဆိုပါတယ် Salvation Army ရဲ့အကြံပြုချက်ကတော့ဘာရှိသေးလဲသူတို့ကတစ်ချက်အလေးထားပြောတာကဒီခေတ်သစ်ကြုံပြုမှုဆိုတာမျက်စိရှေ့မှာပုံကွယ်နေတဲ့တဲ့
ဆိုတော့အများပြည်သူတတိထားကြည့်မိုင်းနဲ့လက္ခဏာတွေရှိတယ်လို့ဆိုတယ် ဘယ်လိုလက္ခဏာမျိုးတွေလဲ ဥပမာအလုတ်သမားကအရန်ကြောက်ရွံ့နေပုံပေါက်တာတန်ရှင်းမှုမရှိတာကြည့်ရတာအဟာရချို့တယ်နေပုံမျိုးဒဏ်ရာတွေရှိနေပေမဲ့စေကူတမှုမခံယူထားတာမျိုးတွေပေါ့နိုင်တယ်နော် ဟုတ်ပါတယ်တခြားသတိထားစရာတွေလည်းရှိသေးတယ်ဥပမာအလုသမားရဲ့ခီးယူစိတ်ကိုတခြားတစ်ယောက်ကပေးထားတာမျိုးသူတို့ကိုယ်စားအမြဲတမ်းတခြားလူတစ်ယောက်ကလိုက်ပြောပေးနေတာမျိုးပုံမှန်မဟုတ်တဲ့အချိန်တွေမှာအလုကိုလာခေါ်လာပို့လုပ်နေတာနောက်ဆုံးအလုသမားကိုယ်တိုင်သူ့ဘယ်မှာနေလဲဆိုတဲ့လိပ်စာကိုတေချာမသိတာမျိုးတွေကလည်းတန်တရားဖြစ်စေရလက္ခဏာတွေပါပဲ ဒါတွေကိုခြုံကြည့်လိုက်ရင်အဓိကမှတ်သားစရာကမိသားစုအကျွေးငွေတိုးချီးစားသူတွေပြီးတော့လူကုန်ကူးမှုကြားကတိုက်ရိုက်ဆက်နွယ်မှုပဲနမနဲ့ဝမ်းလော်တားကောင်တွေကြုံတွေ့ရတဲ့ကြမ်းတမ်းတဲ့အခြေအနေတွေပြီးတော့သူတို့ကိုဖော်ထုတ်ပြီးကူညီဖို့ကြိုးစားတဲ့အခါမှာတော့စနစ်ပိုင်းဆိုင်ရာအခက်အခဲတွေရှိနေသေးတယ်ဆိုတာပဲနော် အတိအကျပါပဲ Salvation Army ပြောသလိုပဲဒီလိုခက်တဲ့ကျင်ဖြူမှုတွေဟာကျွန်တော်တို့မျက်စိရှေ့မှာပဲရှိနေနိုင်တယ်။ဒါကြောင့်တတိထားဆောင်ကြည့်ဖို့လိုအပ်တဲ့လက္ခဏာတွေအမြဲရှိနေတယ်ဆိုတာကိုတတိယဖို့လိုအပ်ပါတယ် နောက်ဆုံးအနေနဲ့နားထုံနေသူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်အခုလိုအကျွေးကိစ္စတွေအတင်းအကျပ်ခိုင်းစေမှုတွေပါဝင်နေတဲ့ရှုပ်ထွေးလာတဲ့လူကုန်ကူးမှုလမ်းကြောင်းတွေကိုထည့်စဉ်းစားတဲ့အခါဒီလိုပုံမှန်မဟုတ်တဲ့ရွှေပြောင်းနေထိုင်မှုတွေရဲ့နောက်ွယ်မှာဖုံးနေတဲ့ဓာတ်ကောင်တွေကိုပိုပြီးသိရှိနားလည်ပြီးကာကွယ်ပေးနိုင်ဖို့ဒီပုံမှန်မဟုတ်တဲ့ရွှေပြောင်းနေထိုင်မှုဆိုတဲ့အပေါ်မှာထားရှိရဲ့ကျွန်တော်တို့ရဲ့အမြင်တွေကိုဘယ်လိုပြန်လဲသုံးသပ်ပြင်ဆင်ဖို့လိုအပ်လာပြီလဲဆိုတာပါပဲ